ချိန်နေရတော့စားမလို့လားကိုလည်းခုသွားစားမလို့ကိုတို့တူသွားမယ်လေပြီးတော့ချယ်ရီအခုရှောင်းနေတယ်လို့ပဲ ရှောင်းမအောင်အခုလည်းရည်တယောက်တည်းပဲသွားလိုက်ပါမယ်တော့ကြာကိုကောင်မလေးကတမျိုးထင်ပြီးတော့ပြဿနာလာရှာနေပါဦးမယ် ကိုတို့ကဘာမှဖြစ်နေကြမှာမဟုတ်တာရည်ရဲ့လာပါကိုတို့တူသွားအောင် အော်ခေါ်ဟိုတင်ခိုးစားနေကြပြီပဲကာလာရလဲနော်ပန်ရှင်ရှိပါလို့ဒီလောက်ပြောနေတာမှာနောက်မဆုတ်ကြဘူးဟဲ့နှစ်ယောက်ျားအဲ့လောက်ရှာတာဟမ်နင်မဆက်တတ်ဘူးလား အေးရီမင်းအရန်လွန်းနေပြီနော်မင်းတစ်ဖက်သားကိုအားမနာဘူးလားသူ့ရဲ့ဂုံတိတ်ခါကိုမင်းလုံးဝထဲမတော့ဘူးလား ဟမ်တိတ်ခါဟဲ့နင်မဂုံတိတ်ခါဆိုတာရှိသေးလို့လား တော်ကြပါတော့အကိုနဲ့ပြဿနာဖြစ်ရတာရည်ကြောင့်ဂျားရီကနေရည်ရပဲတောင်းပန်ပါတယ်ပြီးတော့ရည်နဲ့ကိုစရာနဲ့ကလည်းဘာစီမှချိုးဖောက်နေကြမှာမဟုတ်ဘူးရည်လည်းထွက်သွားပေးပါမယ် ခေဒီမသွားနဲ့အကူကိုကိစ္စကိုဘာသာရှင်းမယ်အေးရီမင်းလည်းပင်မရတယ်တစ်ဖက်သူကလည်းစိတ်ညစ်ရတယ်ကြာတော့ငါလည်းငါ့ကောင်ကတနာလာတယ်ကွာအဲ့တော့မင်းနဲ့ငါနဲ့လမ်းခွဲမယ် ကောင်မအဲ့တော့နင့်ကြောင့်ဖြစ်ရနင့်ကြောင့်ဖြစ်တာ အေးရီဒီကိစ္စယရီနဲ့ဘာမှမဆိုင်ဘူးနော်ငါလမ်းခွဲချင်တာယရီနဲ့ဘာမှမဆိုင်ဘူး relationship တစ်ခုမှာမင်းတို့မိန်းမတွေပဲအမြဲမှန်ပြီးအမြဲနစ်နာနေတာငါတို့ယောက်ျားတွေလည်းမင်းလိုအတ္တကြီးရဲ့မိန်းမကြောင့်အမြဲနစ်နာတော့မင်းသိရင်သိကောင်းဒီတော့